မင်္ဂလာပါရှင်တေဆုံးချင်းလို့ပြောလိုက်ရင်အေးဆက်ဆက်နဲ့ကြောက်စရာကောင်းတယ်လို့ခန်းစားရတတ်တယ်မဟုတ်လားဒါပေမဲ့ဒီနေ့တော့ရဲတက္ကသိုလ်ကပါမောက္ခ Shelley Kagan ရဲ့ Death ဆိုတဲ့စာအုပ်ကိုအခြေခံပြီးဒီအကြောင်းအရာလေးကိုရင်းရင်းနှီးနှီးစကားစမြဲပြောကြည့်ကြရအောင်တကယ်တမ်းဒီသဘောတရားကိုတေချာနားလည်သွားတဲ့အခါကျမတို့ရဲ့လက်ရှိဖြစ်တမ်းနေတဲ့ဘဝလေးကိုပိုပြီးနှွေးနှွေးထွေးထွေးတန်ဖိုးထားတတ်လာစေမယ်အမြင်သစ်တွေကိုရရှိသွားမှအသေးချပါပဲတေဆုံးချင်းဆိုတာကိုတကယ်နဲ့နဲ့ရှိုင်းရှိုင်းနားလည်ဖို့ဆိုရင်ပထမဆုံးအနေနဲ့ခြေတလန်းစုပ်ဒီအခြေခံအကြားဆုံးမိခွန်းတစ်ခုကိုအရင်မေးကြည့်ရအောင်အဲ့ဒါကတော့ကျမတို့လူသားတွေဆိုတာတကယ်တော့ဘာတွေလဲဆိုတာပါပဲဟုတ်တယ်လေကျမတို့ဘယ်လိုဖွဲ့စည်းတိဆောက်ထားတယ်လဲဆိုတာကိုတည်တည်ချာချာမသိပဲနဲ့ဘဝရဲ့အဆုံးသတ်မှာဘာဖြစ်သွားမလဲဆိုတာကိုနားလည်နိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးပေါ့တကယ်တော့ကျမတို့ရဲ့တည်ရှိမှုနဲ့ပတ်သက်ပြီးအဓိကကျတဲ့တွေးခေါ်မှုလမ်းကြောင်းတစ်ခုရှိပါတယ်ပထမတစ်ခုကတော့ကျမတို့နဲ့အတော်လေးရင်းနှီးပြီးသားဖြစ်တဲ့ဒိုဟာဝါဒ dualism ပါသူကရုပ်ခန္ဓာနဲ့ခန္ဓာမဲ့ဝိညာဉ်တွဲဖက်တည်ရှိတယ်လို့ဆိုပါတယ်နောက်တစ်ခုကတော့ကျမတို့ဟာရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တတ်တာဖြစ်တဲ့ဆိုတဲ့လက်တွေ့ကျတဲ့ရုပ်ဝါဒ physicalism ဆိုတဲ့အယူဆပဲဖြစ်ပါတယ်ဒီနှစ်ခုကိုဖြည်းဖြည်းချင်းလေ့လာကြည့်ကြအောင်ပထမဆုံး dualism လို့ခေါ်တဲ့အယူဆလေးကိုအရင်ကြည့်ရအောင်ဒီအမြင်ရဆိုရင်လူတစ်ယောက်ဟာဖောက်ပြန်ပျက်စီးတတ်တဲ့ရုပ်ခန္ဓာအပြင်တီးခြားတည်ရှိနေတဲ့ခန္ဓာမဲ့ဝိညာဉ်လေးနဲ့ပေါင်းစပ်ထားတယ်လို့ဆိုပါတယ်စဉ်းစားကြည့်ရင်ဒီအယူဆကတကယ်ကိုကြီးမားတဲ့မျှော်လင့်ချက်တစ်ခုကိုပေးစွမ်းနိုင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့နေ့မှာရုပ်ခန္ဓာကြီးပျက်စီးသွားခဲ့ရင်တော့မှကျမတို့ရဲ့အထက်ကအစိပ်ပိုင်းဖြစ်တဲ့ဝိညာဉ်လေးကတော့ဆက်ပြီးရှင်ထန်နေနိုင်တယ်လို့ယုံကြည်ရလို့ပါပဲဒါပေမဲ့ဒီညမှာစိတ်ဝင်စားစရာကောင်းတဲ့ပတ်ဟိသီတစ်ခုရှိလာပါတယ်ကျမတို့ရဲ့ရုပ်ခန္ဓာနဲ့စိတ်ဝိညာဉ်ဆိုတာကအယံကိုနီးကပ်စွာဆက်ဆက်နေလာလीဒီတော့ရုပ်ခန္ဓာကြီးတစ်ဖြည်းဖြည်းသေဆုံးပျက်စီးသွားတဲ့ဖြစ်စဉ်ကဝိညာဉ်ကိုပါတပါးတဲ့ဆွဲချလီထိခိုက်ပျက်စီးစေနိုင်သလားဆိုတဲ့ဖြစ်နိုင်ခြေကိုစာရေးသူကတွေးတောစရာတစ်ခုအနေနဲ့ထောက်ပြထားပါ යි တကယ်ကိုစဉ်းစားစရာပါပဲကဲအဲ့ဒီတော့မိတ်ဆွေကောင်းတယောက်လိုနှွေးထွေးတဲ့ချင်းကပ်မှုနဲ့နောက်ဆက်အယူဆတစ်ခုဖြစ်တဲ့ရုပ်ဝါဒ physicalism ဘက်ကိုလှည့်ကြည့်ကြရအောင်ဒီအမြင်မှာတော့တိကျတည်ရှိနေတဲ့ခန္ဓာမဲ့ဝိညာဉ်ဆိုတာမရှိပါဘူးကျမတို့ဟာအင်မတန်ရှုပ်ထွေးနဲ့နေပြီးလှပတဲ့လှုပ်ဆောင်ချက်တွေကိုလုံနိုင်စွမ်းရှိတဲ့အချိတ်အဆက်မိမိလဲပတ်နေတဲ့ရုပ်ခန္ဓာကိုယ်တွေတတ်တာဖြစ်တယ်လို့ဆိုပါတယ်ဒါဆိုရင်မေးစရာရှိလာပြီဝိညာဉ်မရှိဘူးဆိုရင်ကျမတို့ရဲ့စိတ်ဆိုတာကိုဘယ်လိုနားလည်ရမလဲပေါ့စာအုပ်ထဲကအရန်လှပတဲ့နိုင်ရှင်ချက်လေးတစ်ခုကိုပြောပြခြင်းပါလေအပြုံးတစ်ခုကိုစဉ်းစားကြည့်ပါဦးအပြုံးဆိုတာကျမတို့ခန္ဓာကိုယ်ရဲ့အဖိုးအစိတ်ပိုင်းတစ်ခုမဟုတ်ဘူးလေအပြုံးဆိုတာခန္ဓာကိုယ်ကပြုလုပ်လိုက်တဲ့လှုပ်ရှားမှုတစ်ခုသာဖြစ်ပါတယ်။ထို့အတူပဲစိတ်ဆိုတာလည်းကျမတို့အထဲမှာပုံကွယ်နေတဲ့တီးခြားရာတစ်ခုမဟုတ်ပဲခန္ဓာကိုယ်ကလှုပ်ဆောင်လိုက်တဲ့အံ့တော်ဝင်လှုပ်ဆောင်ချက်တစ်ခုပါပဲ။ဒီတော့အဓိကကျတဲ့မိကွန်းတစ်ခုပေါ်လာပါတယ်။ကျမတို့လူသားတွေဟာတာမန်ရုပ်ဝတ္ထုတွေနဲ့မတူပဲဖန်တီးနိုင်စွမ်းတည်ရှိတယ်။ရည်ရွယ်ချက်ရှိလှုပ်ရှားနိုင်ကြတယ်။ဒီလောက်ရှုပ်ထွေးတဲ့လှုပ်ဆောင်ချက်တွေကိုရှင်းပြဖို့ဝိညာဉ်တစ်ခုတကယ်လိုအပ်ပါသလားပေါ့။လူအများစုကတော့ဝိညာဉ်ရှိမှပဲဒီလိုရတွေကိုလုပ်နိုင်မယ်လို့ယုံကြည်ခြင်းကြတာတဘာဝပါပဲဒါပေမဲ့စစ်တူရင်ကစားတဲ့ကွန်ပျူတာတစ်လုံးကိုဥပမာအနေနဲ့တွေးကြည့်ရအောင်ဒီကွန်ပျူတာဟာတန်ထဲတဲ့ဝါယာကြိုးတွေနဲ့ဖွဲ့စည်းထားတဲ့ရုပ်ဝတ္ထုပစ္စည်းတပါသူ့ပေမဲ့သူဟာကြိုတင်စီစဉ်နိုင်တယ်ဖြူဟာချနိုင်တယ်ရည်ရွယ်ချက်ရှိလှုပ်ရှားနိုင်ပါတယ်ဒါကြောင့်ရုပ်ဝတ္ထုပစ္စည်းတထိပေမဲ့လည်းခဏမဲ့ဝိညာဉ်မလို့ပဲအလုံးရှုပ်ထွေးလှုပ်ဆောင်ချက်တွေကိုလုံနိုင်တယ်ဆိုတာကိုကျမတို့ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ်ဒါပေမဲ့ခဏလေးနေပါအောင်ကျမတို့ရဲ့အနက်ဆိုင်ဆုံးခံစားချက်တွေဖြစ်တဲ့အချစ်ကြောက်ရွံ့မှုဝမ်းမြောက်မှုတွေကကောပဲလို့လေဇီဝဆက်ရန်တရားတစ်ခုတတ်ကဒီလောက်ကျွယ်ဝပြီးနှဆိုင်တဲ့အတွင်းစိတ်ခံစားမှုမျိုးကိုတကယ်ပဲခံစားနိုင်မှာလားဒီလိုခံစားချက်မျိုးဟာရုပ်ဝတ္ထုပစ္စည်းတတ်ကနေချက်လာတယ်ဆိုတာလက်ခံမှုတကယ်ကိုခက်ခဲပါတယ်ဒီနေရာမှာအပြင်ပန်းပြုမှုနဲ့အတွင်းစိတ်ခံစားမှုဆိုတာကိုကွဲကွဲပြားပြားသိမြင်ဖို့အရေးကြီးပါတယ်ဥပမာကြောက်ရွံ့တဲ့အခါနှလုံးခုန်မြန်လာတာရှောင်ရတာစတဲ့အပြင်ပန်းအပြုမှုတွေကိုစက်တွေကအလွယ်တကူအထုခိုးနိုင်ပါတယ်။ဒါပေမဲ့တကယ်တမ်းကြောက်ရွံ့သွားတဲ့အခါခံစားရတဲ့အတွင်းစိတ်ခံစားမှုအရသာစစ်ကူတော့ရိုးဝါဒအမြင်အရရှင်းပြဖို့အလွန်ခက်ခဲပြီးနည်းနည်းတဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်နေစေပါပဲ။ဒီလိုနည်းနည်းမှုနဲ့ပတ်သက်ပြီးပါမောက္ခ Shelley Kagan ကတိတ်လာပါတဲ့စကားလေးတစ်ခုနဲ့နှစ်သိမ့်မှုပေးထားပါတယ်။အရာတစ်ခုဖြစ်နိုင်ခြေရှိတာကိုမိမိလိုမမြင်တွေ့ရခြင်းဟာအဲ့ဒီအရာလုံးဝမဖြစ်နိုင်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးတဲ့တကယ်တော့အခုလောလောဆယ်ထိပ္ပံပညာကလူသားတွေရဲ့အသိစိတ်ခံစားမှုတွေကိုအပြည့်အဝမရှင်းပြနိုင်သေးပေမဲ့အနာဂတ်မှာရှင်းပြနိုင်ဖို့မျှော်လင့်ချက်ရှိနေသေးတာကြောင့်ခန္ဓာမဲ့ဝိညာဉ်ရှိတယ်ဆိုတာကိုအကျင့်အကျက်လက်ခံစရာမလိုဘူးလို့ဆိုလိုတာပါဒါဆိုရင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့မိခွန်းတစ်ခုကိုတွေးကြည့်ရအောင်တမလွန်ဘဝကိုလိုလာတဲ့ဆိုလဲနောက်ွယ်က
ကျမတို့ရဲ့တကယ်စန္ဒကဘာများလဲတကယ်တော့ဝိညာဉ်တက်အသက်ရှင်ကြံရစ်ဖို့ထက်ကျမတို့ရဲ့ကိုယ်ကြီးကိုယ်တွေမှတ်ဉဏ်တွေကြိုင်နှစ်တက်မှုစန္ဒတွေကိုပါဆက်လက်ထိမ့်သိမ်းထားခြင်းကြတာဖြစ်ပါတယ်အဲ့ဒါမှသာငါဆိုတဲ့တည်ရှိမှုကအထိပ္ပယ်ရှိမှာမဟုတ်လားဒါကိုကိုယ်ပိုင်လက္ခဏာလို့ခေါ်ပါတယ် ဥပမာအနေနဲ့တွေးကြည့်ပါဦးတကယ်လို့ဝိညာဉ်တစ်ခုဟာဆက်လက်ရှင်တန်နေပေမဲ့လည်းသူ့ရဲ့အသေးကမှတ်ဉဏ်တွေကြောက်ရွံ့မှုတွေချစ်ခင်မှုတွေအားလုံးဖယ်ရှားခံလိုက်ရမယ်ဆိုရင်ဘယ်လိုလုပ်မလဲအဲ့ဒီဝိညာဉ်ဟာမိမိကိုယ်တိုင်လို့ခံစားရမှာမဟုတ်တော့ပါဘူးဒါကြောင့်မှတ်ဉဏ်တွေခံစားချက်တွေမပါတဲ့ဝိညာဉ်သက်ရှင်တန်ခြင်းဟာလူတွေတကယ်တောင်းတနေတဲ့နှစ်သိမ့်မှုပေးနိုင်တဲ့တည်ရှိမှုမျိုးမဟုတ်ဘူးဆိုတာကိုရှင်းလင်းစွာမြင်တွေ့နိုင်ပါတယ် ဒီတော့ရုပ်ဝါဒရဲ့အမြင်ကိုတေချာလေးကွန်ပျူတာမယ်ဆိုရင်ကျမတို့ဟာရုပ်ရှင်နဲ့တာမန်ရုပ်ဝတ္ထုပစ္စည်းတွေမဟုတ်ကြပါဘူးကျမတို့ဟာကပြားတွေဆက်ဆိုနိုင်တဲ့စကြဝဠာကြီးကိုစူးစမ်းလေ့လာနိုင်တဲ့ပြီးတော့ချစ်မေတ္တာကိုနည်းနည်းရှမ်းခံစားနိုင်တဲ့အင်မတန်အန်တော့ဖို့ကောက်ပြီးရှုပ်ထွေးဆန်းကျယ်တဲ့ဇီဝစိတ်ရင်တရားကြီးတွေပဲဖြစ်ပါတယ်အချိန်ကာလကန်တလေးတစ်ခုအတွင်းမှာတီလိုရာတွေလုံနိုင်တယ်ဆိုတဲ့အချက်ကတင်ကျမတို့ရဲ့တည်ရှိမှုကိုအလွန်တန်ဖိုးကြီးမားစေပါတယ်ဒါဆိုရင်ရုပ်ဝါဒအမြင်အရတေဆုံးခြင်းဆိုတာကိုဘယ်လိုနားလည်ရမလဲတေဆုံးခြင်းဆိုတာကြောက်စရာကောင်းတဲ့အေးဆက်ဆက်အမောင်ထူးကြီးမဟုတ်ပါဘူးကျမတို့အရန်တန်ဖိုးထားရတဲ့မိအိမ်လေးတစ်ခုအချိန်တန်တော့ငင်းသွားတယ်လို့မျိုးအန်တော်ပဲကောင်းတဲ့ဒီဇီဝဆက်ရင်တရားကြီးလဲပတ်မှုရက်တန့်သွားတဲ့တဘာဝကြအေးချမ်းတဲ့အခိုက်အတန့်လေးတစ်ခုသာဖြစ်ပါတယ်ဒီလိုရှိမြင်လိုက်တဲ့အခါတေဆုံးခြင်းမှာကြောက်ရွံ့စရာကောင်းတဲ့သူစိတ်ဆန်တဲ့လျှို့ဝှက်ချက်တွေမရှိတော့ပါဘူးအလွန်အတိပဲရှိတဲ့ရုပ်ပိုင်းဆိုင်ရာဘဝခရီးစဉ်တစ်ခုဟာတဘာဝတရားရဲ့အတိုင်းအတာအရအဆုံးသတ်သွားခြင်းသာဖြစ်တဲ့ဆိုရဲနှွေထွေးပြီးအေးချမ်းတဲ့လက်ခံနိုင်မှုကိုရရှိလာမှာဖြစ်ပါတယ်။ဒါဟာတဘာဝရဲ့ကန့်သက်ချက်ကိုငြင်းချမ်းစွာနားလည်လက်ခံလိုက်ခြင်းပါပဲ။ဒီเจ้าရာတွေကိုအတူတူတွေးတော့ဆင်ခြင်ရင်းနဲ့ဒီမေခွန်းလေးကိုပါအဆုံးသတ်အနေနဲ့ခြံထားရခြင်းပါတယ်။ကျမတို့ဟာအချိန်အကန့်အသတ်ရှိတဲ့လှပတဲ့စိတ်ရန်တရားလေးတွေဖြစ်တယ်ဆိုတာကိုနားလည်လက်ခံလိုက်ခြင်းကကျမတို့ရဲ့လက်ရှိဖြစ်တဲ့နေတဲ့ဘဝကိုဘယ်လိုများပြောင်းလဲသွားစေနိုင်မလဲ။အချိန်အားအကန့်အသတ်ရှိတယ်ဆိုတဲ့အသည့်ကပဲကျမတို့ပိုင်ဆိုင်ထားတဲ့အပူဒန်းအချိန်လေးတိုင်းကိုပိုပြီးနဲ့ဆိုင်ရိုက်တန်ဖိုးထားတတ်လာဖို့အကောင်းဆုံးတွန်းအားတရဖြစ်လာစေမှာအသေးချပါပဲရှင်။